Shalom အားလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်တရှင်တော်နှုတ်ပတ်တော်အဖြစ်ဝင်လာရင်းနဲ့ဖွင့်အားပေးခြင်းနဲ့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ပတ်တော်ကိုဝေမျှလိုတာဖြစ်တယ်128ခုမြောက်သောစာလံအပိုင်းငယ်1မှာလေထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခေတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထို့သို့ပြုလင်သင်သည်မိမိလက်နှင့်လှုပ်ဆောင်ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်သင်ဤမယားသည်တင့်အိမ်သားမှာများစွာသောအတီးတီးသောစပြည့်နွယ်ပင်ကဲ့သို့၎င်းသားသမီးတို့သည်တင့်စပွဲပတ်လည်၌စိုက်ပျိုးသောတန်လွန်ပင်များကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူသည်ထိုတုတ်သောမင်္ဂလာရှိရလိမ့်မည်အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်သောကြောင့်ဇာနာသူရောက်တဲ့နှုတ်ပတ်တော်အဖြစ်ဘုရားခင်ကောင်းချီးပေးပါစေဒီနေ့နှုတ်ပတ်တော်အဖြစ်ပြန်လည်ဝေမျှရင်းနဲ့ဒီဆောက်ပေးလို့တဲ့အရာကကျွန်တော်တို့ယုံကြည်သူခရစ်ယာန်အသက်တာထဲမှာအထူးသဖြင့်ဒီအချိန်ဒီကာလမှာကျွန်တော်တို့တွေထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်အချိန်ရောက်လာပြီဆိုတဲ့အရာကိုပြောပြလိုတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဘုရားကိုတည်တယ်နှုတ်ပတ်တော်ကိုကျွန်တော်တို့တည်တယ်ဒါပေမဲ့အသက်တာထဲမှာဘုရားကိုကြောက်ရွံ့ခြင်းနဲ့เนาะအသက်မရှင်တော့เนาะဒီနေ့ကျွန်တော်တို့လူငယ်တွေယုံကြည်သူတွေများစွာဒီအချိန်ဒီကာလမှာရှိတာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာပြန်လည်ပြီးတော့ remind လုပ်ခြင်းနဲ့တတိပေးခြင်းနဲ့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာနှုတ်ပတ်တော်၌ဒီနေ့ကျွန်တော်ယုံကြည်သူတွေပြန်လာပြီးတော့ဒီနေ့နှုတ်ပတ်တော်ထဲမှာဘုရားသခင်ပြောထားတဲ့เนาะဒီနေ့ကျွန်တော်တို့ဘုရားစကားအတိုင်းဒီနေ့ကျွန်တော်တို့ဟာထာဝရဘုရားကိုကြောက်ရွံ့ယိုသိခြင်းနဲ့အသက်ရှင်သောသက်တာများဖြစ်ဖို့ရန်အတွက်เนาะဝေမျှလိုတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာမင်္ဂလာရှိစေခြင်းနဲ့ဆိုရင်เนาะ blessing နဲ့ကောင်းကြီးနဲ့ဒီနေ့ကျွန်တော်တို့ပြေဝခြင်းနဲ့ဆိုရင်ထာဝရဘုရားကိုနံပါတ်1ကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်เนาะဒီနေ့ကျွန်တော်တို့ဘုရားရဲ့ရှေ့တော်မောက်မှာเนาะအရေးကြီးတယ်ဘုရားရဲ့ရှေ့တော်မောက်မှာဒီနေ့ကျွန်တော်တို့ဟာမင်္ဂလာရှိစေခြင်းနဲ့ဆိုရင်เนาะဒီနေ့ကျွန်တော်နံပါတ်1တစ်ချက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်။ဒါကြောင့်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်တော်သူတွေဟာတဲ့မိမိလက်နဲ့လှုပ်ဆောင်၍ရတော့အစာကိုစားရမယ်တဲ့။နားလည်နိုင်ဖို့ရောက်တဲ့ကိုဘုရားကောင်းချီးပေးပါစေ။တချို့တွေကြိုးကြိုးဆဆပင်ပင်ပန်းပန်းเนาะဒီနေ့ဉာဏ်နာเนาะဒီနေ့ခွန်အားငွေရေးကြေးရေးစိုက်ထုတ်ပြီးတော့မိမိလက်နဲ့လှုပ်ဆောင်၍เนาะဒီနေ့ရတော့အစာကိုမစားရတဲ့သူတွေမြောက်များစွာရှိတယ်။တိုးတော့ဘုရားရဲ့နှုတ်ပတ်တော်ဘုရားရဲ့ဂတိတော်ကတော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်တော်သူဟာတဲ့မိမိလက်နဲ့လှုပ်ဆောင်ရတော့အစာကိုစားရမယ်တဲ့။ဘယ်လိုစားရမလဲလို့ကျွန်တော်ကြည့်တဲ့အခါမှာကောင်းစားပြီးတော့เนาะဒီနေ့ထိုအစာကိုစားရမယ်တဲ့။ကောင်းစားခြင်းလို့ပြောတဲ့အခါမှာ prosperity ကိုပြောတာဖြစ်တယ်။ကြွယ်ဝခြင်းကိုပြောတာဖြစ်တယ်။ဝပြောခြင်းကိုပြောတာဖြစ်တယ်။ဖူလုံခြင်းကိုပြောတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဝပြောခြင်းကြွယ်ဝခြင်းဖူလုံခြင်းကိုဒီနေ့ကျွန်တော်တို့ခံစားခြင်းနဲ့ဆိုရင်အရေးကြီးတယ်ဒီနေ့ကျွန်တော်တို့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့เนาะဒီနေ့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်။ဒါတင်မကဆက်ပြီးတော့เนาะဒီရဲ့အကျိုးကဘာလဲလို့ကျွန်တော်ကြည့်ရခါမှာမယားဒီတင့်အိမ်နားမှာများစွာသောအတီးတီးသောစပစ်နွယ်ပင်ကဲ့သို့ဖြစ်မယ်တဲ့ဘုရားကဒီအရာကိုကျွန်တော်ကိုဘယ်လိုနားလည်စေလဲဆိုတော့မယားဆိုတဲ့ဒီနေ့ကျွန်တော်တို့ဇနီးတဲ့ခင်ပွန်းဆိုတဲ့ဒီနေ့ကျွန်တော်တို့ယောက်ျားကျွန်တော်တို့ရဲ့အနီးနားမှာရှိတော်သူကเนาะများစွာသောအတီးကိုတီးတော့စပစ်နွယ်ပင်ကဲ့သို့ဖြစ်မယ်လို့ပြောတဲ့အခါမှာဣသေလလူမျိုးတွေအတွက်စပစ်ပင်เนาะဒီနေ့စပစ်ရည်လို့ပြောတဲ့အခါမှာဘာကိုပြောချင်တာလဲချစ်ချင်းမေတ္တာကိုပြောချင်တာဖြစ်တယ်ချိုးမြိန်ခြင်းကိုပြောချင်တာဖြစ်တယ်။ဒါကြောင့်တင်းရဲ့ဇနီးတဲ့ဒီတင်းရဲ့ခင်ပွန်းတဲ့ဒီတင်းရဲ့အနားမှာချစ်ချင်းမေတ္တာနဲ့ချိုးမြိန်ခြင်းကိုပေးမဲ့ပုံကိုဖြစ်မယ်တဲ့။ဟာလေလုယာ။ထိုကောင်းကြီးကိုရောက်တိုင်းခံစားပါစေ။နော်။ဒါကအရေးကြီးတယ်။ကျွန်တော်ရဲ့ life မှာဇနီးတဲ့ကနော်တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ဒီနေ့ခင်ပွန်းကကျွန်တော်တို့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့အနားမှာရှိနေတဲ့ခင်ပွန်းတဲ့ကဇနီးတဲ့ကချစ်ချင်းမေတ္တာကိုမပေးတဲ့သူချိုးမြိန်ခြင်းကိုမပေးတဲ့သူခါးသီးခြင်းကိုပေးနေတဲ့သူဆိုတော့တရက်ဘလောက်တောင်ဒီနေ့ကျွန်တော်ပင်ပန်းစွာနဲ့ရုန်းကန်ပြီးတော့
နော်ဒီနေ့ကျွန်တော်တို့ဝင်လေးနေမလဲစဉ်းစားကြည့်ပါဒါပေမဲ့ဖခင်ရဲ့ဂတိတော်ဖခင်နှုတ်ပတ်တော်ကတင်းရဲ့ဇနီးတဲ့ဟာတင်းရဲ့ခင်ပွန်းတဲ့ဟာတင်းရဲ့အနာမှာချစ်ချင်းမေတ္တာနဲ့ရှုံမြင်ခြင်းကိုပေးမဲ့ပုံကိုဖြစ်မယ်တဲ့တင်းရဲ့သားသမီးတွေဟာတဲ့နော်တင်းစပွဲပတ်လည်၌စိုက်ပျိုးတော့တန်လွန်ပင်များကဲ့သို့ဖြစ်မယ်ဒါကဘာကိုပြောချင်တာလဲတန်လွန်ပင်လို့ပြောတဲ့အခါမှာတန်လွန်စီကိုပြောချင်တာဖြစ်တယ်ဒါကြောင့်အကျွန်ုပ်ဤခေါင်းကိုစီနဲ့လိမ့်တော်မူတယ်လို့ပြောတဲ့အခါမှာဘာကိုပြောချင်လဲဖခင်ရဲ့ဗိတ်သိက်ခြင်းကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့သားသမီးတွေဟာတဲ့နော်ဖခင်ရဲ့ဗိတ်သိက်ခြင်းခံတော်ပုံကိုယ်တွေဖြစ်မယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့သားသမီးတွေဟာဖခင်ရဲ့ဒီနေ့ကျွန်တော်တို့ရွေးချယ်ရွေးကောက်တော်လူမျိုးတွေဖြစ်လာမယ်လောကအနေနဲ့ကျွန်တော်ကြည့်ရအခါမှာစီဆိုတဲ့အရာကဒီတန်လွန်ကနေပြီးတော့ရတဲ့စီကကျမ်းမာခြင်းကိုဖြစ်စေတယ်အားအင်ကိုဖြစ်စေတယ်ခွန်အားကိုဖြစ်စေရုံတင်မကတန်ဖိုးရှိသောအရာဖြစ်တယ်ဒါကြောင့်ကိုယ်သားသမီးတွေဟာကိုယ့်အတွက်နော်ဒီနေ့တန်ဖိုးရှိသောသူတွေနော်ဒီနေ့ကိုယ့်ရဲ့ဝင်လေးခြင်းပင်ပန်းခြင်းအနာကိုပင်ငိမ့်စေသောသူတွေသူရဲ့အခါမှာဖခင်ရဲ့နိုင်ငံတော်အတွက်ဖခင်ကကြီးစွာအသုံးပြုသောဗိတ်သိက်တော်သူဖြစ်မယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ထိုတုတ်သောကောင်းကြီးမင်္ဂလာဟာတဲ့ဘယ်သူတွေခံစားရမလဲလို့ကျွန်တော်ကြည့်အခါမှာထာဝရဘုရားကိုကြောက်ရွံ့တော်သူတွေခံစားရမယ်တဲ့ဟာလေလုယာဟာလေလုယာဟာလေလုယာเนาะဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီနှုတ်ပတ်တော်ခံယူတော်သူအရောက်တိုင်းကိုခွန်အားပေးခြင်းနဲ့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်တော်သူများဖြစ်ရအောင်ထွတ်မြောက်ရာခန်းကြီး1မှာကျွန်တော်ကြည့်ရအခါမှာမောရှေမွေးဖွားရာเนาะဒီနေ့ကျွန်တော်တို့သူ့ရဲ့တမိုင်းအကြောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာဒီထွတ်မြောက်ရာခန်းကြီး1မှာကျွန်တော်တွေ့ရတယ်။ဆိုဣသရေလလူမျိုးတွေအဂရုပြည်မှာเนาะဘုရားကျေးဇူးတော်အကြောင်းတိုးပွားတယ်၊ပွားများတယ်၊ကောင်းကြီးမင်္ဂလာခံစားရတယ်။ဆိုတော့ယောသတ်ကိုမတိတော့ရှင်ဘရင်ဖာရောဘရင်တက်လာတဲ့အခါမှာဣသရေလလူမျိုးတွေနှိပ်စက်တယ်၊ညှဉ်းပန်းတယ်။ပို့ပြီးတော့သူတို့ကိုစေခိုင်းတယ်။ပြီးတဲ့အခါမှာဣသရေလလူမျိုးတွေအယံတိုးပွားတဲ့အတွက်ကြောင့်เนาะဒီနေ့ဣသရေလလူမျိုးတွေထဲမှာဟေဘဲလူတွေထဲမှာသားယောက်ျားမွေးဖွားရင်တော့တေဖို့ရန်အတွက်เนาะဒီနေ့အမိန့်ချမှတ်ထားတယ်သမီးမွေးလာရင်တော့အသက်ရှင်စေဆိုတဲ့ရှင်ဘရင်ရဲ့အမိန့်အာဏာတိုင်းပြည်မှာကြီးညာလာတယ်ဒါပေမဲ့ဒီအချိန်ကာလမှာကျွန်တော်ကြည့်ရအခါမှာဟေဘဲတွေလေဝိတွေကเนาะရှင်ဘရင်ရဲ့အမိန့်ကိုကြောက်ရွံ့ခြင်းတဲ့ဘယ်သူကိုကြောက်ရွံ့လဲလို့ကျွန်တော်ကြည့်တဲ့အခါမှာထာဝရဘုရားကိုကြောက်ရွံ့တယ်ဟာလေလုယာဒါကြောင့်ရှင်ဘရင်ရဲ့အမိန့်ကိုဖီဆန်ပြီးတော့เนาะဒီနေ့ဖယားကိုတားကြောက်ရွံ့ပြီးတော့เนาะဒီနေ့မောရှေရဲ့မိခင်ဖခင်တွေဟာဆိုရင်เนาะမောရှေမွေးဖွားလာတဲ့အခါမှာတားယောက်ျားမွေးဖွားလာတယ်ရှင်ဘရင်ရဲ့အမိန့်အာဏာအရာတပ်ဖြတ်ခြင်းခံရမယ်ဒါပေမဲ့ကလေးကိုတိုးသိမ်းစွာနဲ့3လတိတိအိမ်မှာဖွက်ထားတယ်ပြီးတဲ့အခါမှာဒီနေ့เนาะဖယားခင်ပေးတဲ့ဉာဏ်ပညာအတိုင်းသူတို့တွေဆက်ပြီးတော့လှုပ်ဆောင်တယ်ပြီးတဲ့အခါမှာဒီမောရှေဆိုသောပုဂ္ဂိုလ်ဟာဣသရေလလူမျိုးတွေအသက်ထွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးတဲ့တကယ်သူတို့အတွက်ခေါင်းဆောင်ကြီးဣသရေလလူမျိုးတွေကိုကျွန်ခံရပြည်ကနေပြီးတော့ဖယားရဲ့ဂတိတော်ထဲမှာခေါ်ဆောင်လာတော့ပုဂ္ဂိုလ်ဖြစ်လာတယ်ဣသရေလတမိုင်းမှာမေ့ပြောက်လို့မရတဲ့ချန်ထားလို့မရတဲ့ဖယားခင်ကကြီးစွာအသုံးပြုတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဒါကြောင့်မောရှေဖြစ်ပေါ်လာရတဲ့အကြောင်းရင်းဟာသူ့ရဲ့မိခင်ဖခင်တွေကထာဝရဘုရားကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့သင်ဟာထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်တယ်ဆိုရင်သင်ရဲ့ဘဝဟာဘုရားခင်ကဂတိတော်နှုတ်ပတ်တော်လာတဲ့အတိုင်းမင်္ဂလာရှိစေမယ်ကောင်းစားတဲ့ဘဝကိုပိုင်ဆိုင်စေမယ်ဒီနေ့မိသားစုထဲမှာလည်းတာယာတော်လှပတော်ပျော်ရွှင်တော်အိမ်ထောင်မိသားစုကိုခံစားစေမှာဆိုတဲ့ဘုရားရဲ့နှုတ်ပတ်တော်ရှိတာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့လူတွေဘယ်လိုပဲအသက်ရှင်ပါစေเนาะလူတွေကာမဂုဏ်၌เนาะလောကီ၌เนาะဒီနေ့ကျွန်တော်တို့တွေးသားသတ်မှတ်ခြင်း၌เนาะဒီနေ့တကယ်ဖျားမိတ်တရားမိတ်နဲ့အသက်ရှင်နေပါစေဒီနေ့ဒီနှုတ်ပတ်တော်ကိုကြားတဲ့ဒီနေ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းမှာထာဝရဘုရားရဲ့နှုတ်ပတ်တော်တိုင်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ပြီးတော့ထိုတုတ်သောအကျိုးကောင်းကြီးမင်္ဂလာကိုပိုင်ဆိုင်ခံစားတော်သူအရာတိုင်းဖြစ်ဖို့
အားလုံးကိုပြကောင်းချီးပေးပါစေအာမင်